တထေးကတော့ကြီးဟာသူမရဲ့သားဖြစ်သူအိမ်အောင်ကြပြီးမြင်းမြင့်မြန်ရဖို့အတွက်တောင်ဆောင်နတ်မင်းစီမှာဆူတောင်းနေပါတယ်ဘေးနားမှာရှိတဲ့သမီးဖြစ်သူကတော့သူမအကိုရဲ့စိုးသွန်းတဲ့စရိုက်နဲ့ဆိုရင်ကြားမလို့မိမမျိုးနဲ့မှထိနိုင်လိမ့်မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်ခဏအကြာမှာပဲတကယ်ကိုအားကောင်းမောင်းတန်ကြားမကြီးတကောင်ရုတ်တရက်ပေါ်လာပါတော့တယ်။သားမီးနှစ်ယောက်စလုံးကြောက်လန့်တကြားနဲ့ကျန်းပြင်ပေါ်လဲကျသွားတဲ့အချိန်မှာပဲအမျိုးသမီးတစ်ယောက်ကအဲ့ဒီကြားကိုပြန်လာဖို့လမ်းអော်လိုက်ပါတယ်။စုပူကျိန်းမောင်းခံရပြီးနောက်မှာတော့ကြောက်စရာကောင်းတဲ့ကြားကြီးဟာအဲ့ဒီအမျိုးသမီးရှေ့မှာအလိမ်မာလေးဝင်နေပါတော့တယ်။ဒါကိုမြင်တဲ့တထေးကတော့ကြီးကဒီအမျိုးသမီးဟာသူမရဲ့နားမထောင်တဲ့သားဖြစ်သူကိုလည်းထိန်းချောင်းနိုင်မယ်လို့ယုံကြည်သွားပြီးတလကိုဝင်ငွေဘယ်လောက်ရလဲလို့မေးမြန်းပါတော့တယ်။သူမရနေတဲ့ဝင်ငွေထက်အစပေါင်း100ပို့ပေးမယ်လို့လည်းကန့်လန့်လိုက်ပါတယ်။အဲ့ဒီအမျိုးသမီးကဘလို့အလုပ်မျိုးလဲလို့ဆက်စုတဲ့အခါမှာတော့တထေးကတော့ကြီးကတစ်နှစ်ကိုလစာဒေါ်လာ8 သန်းပေးမယ်။သူမရဲ့ချွေးမအဖြစ်တစ်နှစ်လောက်နေပေးဖို့နဲ့အဓိကတာဝန်ကတော့သားဖြစ်သူကိုဆုံးမပေးဖို့လို့ပြောပါတယ်။တထေးကတော့ကြီးကသူမသားဟာအိမ်အောင်မပြုတ်ပဲစိုးသွမ်းနေပြီးရောင်ကြားချင်းစိတ်ဝင်စားသူဖြစ်ကြောင်းပြောပြတဲ့အခါမှာတော့အမျိုးသမီးကဘလောက်ပဲထူးခြားနေပါစေသူတာမန်အတိုင်းဖြစ်လာအောင်ပြုပြင်ပေးနိုင်တယ်လို့ယုံကြည်ချက်ပြည့်နဲ့ပြောလိုက်ပါတယ်။မကြခင်မှာပဲသူတို့ဟာလက်ဝဲယုံတစ်ခုကိုရောက်သွားကြပါတယ်။အဲ့ဒီလက်ဝဲစင်ပေါ်ကလူဟာရှုံးပွဲမရှိသေးသူဖြစ်ပြီးအဲ့ဒီအမျိုးသမီးကသူ့အမေရှာပေးထားတဲ့စိတ်ဆက်ထားသူဆိုတာသိလိုက်ရတဲ့အခါလက်ဆွဲနှုတ်ဆက်ရင်းတမင်တကာအားပြင်းပြင်းနဲ့ညှိလိုက်ပါတယ်။ဒါပေမဲ့အမျိုးသမီးကအားနေငယ်လေးပြန်သုံးလိုက်ရုံနဲ့အဲ့ဒီလူဟာဆူရှားတဲ့နာကျင်မှုကိုချက်ချင်းခံစားလိုက်ရပါတယ်။သူကအမျိုးသမီးကိုလက်ဝဲထိုးဖို့စိန်ခေါ်တဲ့အခါမှာတော့အမျိုးသမီးကအဖိုးအခထပ်တိုးပေးရမယ်လို့ပြောပါတယ်။သူ့ညီမဖြစ်သူကချက်ချင်းပဲဒေါ်လာ1 သိန်းလွှဲပေးလိုက်ပါတယ်။အဲ့ဒီနေရာမှာရှိတဲ့လူတိုင်းကတော့အမျိုးသမီးရှုံးမှာပဲလို့ထင်နေကြပြီးတထေးကတော့ကြီးကတော့သမီးဖြစ်သူကိုလူနာတင်ကားကြိုတင်စီစဉ်ထားဖို့ပြောနေပါတယ်။မထင်မှတ်ထားပဲအဲ့ဒီလူကအရင်စိုက်ပါတယ်အမျိုးသမီးကသူ့လက်မောင်းကိုဖမ်းကင်ပြီးလဲချလိုက်တာအကွက်နှဲငယ်အတွင်းမှာပဲသူဟာအဝေးကိုလွင့်စင်သွားပါတော့တယ်။အဲ့ဒီလူဟာချက်ချင်းပဲအရှုံးပေးပြီးတောင်းပန်ပါတော့တယ်ဒီမြင်ကွင်းကိုမြင်ရတဲ့မိခင်နဲ့သမီးဖြစ်သူတို့ကတော့အမျိုးသမီးအတွက်ဝမ်းသာအားရအားပေးကြပါတယ်။နောက်ဆုံးမှာတော့အဲ့ဒီလူဟာအမျိုးသမီးကိုလက်ထပ်ဖို့သဘောတူလိုက်ရပေမဲ့အမျိုးသမီးကသူ့ရဲ့ဝတ်စားဆင်ရင်ပုံတွေကိုပြောင်းလဲဖို့တောင်းဆိုပါတယ်။သူကညှင်းဆန်ဖို့စူးစမ်းပေမဲ့အမျိုးသမီးကသူ့ကောင်းကိုအိမ်သာအိုးထဲဖိထည့်လိုက်တဲ့အတွက်အသာတကြီးပဲနားထောင်လိုက်ရပါတော့တယ်။အတစ်တဖန်ပြုပြင်ပြီးတဲ့နောက်မှာတော့အဲ့ဒီလူရဲ့ပုံစံဟာတိတိတတ်တာပြောင်းလဲသွားပါတယ်။မိခင်နဲ့သမီးဖြစ်သူတို့ကလည်းအရန်ကိုကျေနပ်သွားကြပါတယ်။အဲ့ဒီလူကသူဟာပုံစံပြောင်းချင်လို့ပြောင်းတာပါလို့စင်ကြေပေးတဲ့အခါမှာတော့အမျိုးသမီးကသူ့ကိုနောက်တစ်ချက်ထပ်ကန်လိုက်ပါတယ်။မကြခင်မှာပဲသူတို့နှစ်ဦးလက်ထပ်စာချုပ်ချုပ်လိုက်ကြပါတယ်။မျိုးသမီးကစုချင်းငွေကိုအလွယ်တကူရတော့မယ်လို့ထင်နေပေမဲ့အဲ့ဒီလူကအကူအညီတွေခေါ်ထားတာကိုသူမမသိခဲ့ပါဘူးသူ့ရဲ့တငယ်ချင်းတွေကဆိုင်ကယ်တွေနဲ့ရောက်လာပြီးပြန်ပွဲတစ်ခုသွားဖို့သူ့ကိုခေါ်ထုတ်ဖို့စူးစမ်းကြပါတယ်မျိုးသမီးကအဲ့ဒီလူကိုမသွားဖို့တတိပေးပါတယ်သူ့တငယ်ချင်းတွေကအမျိုးသမီးကိုပညာပေးဖို့စူးစမ်းကြပေမဲ့အကွက်နှဲငယ်အတွင်းမှာပဲအမျိုးသမီးကသူတို့အားလုံးကိုအလွယ်တကူနှိမ်နင်းလိုက်ပါတယ်ဒါကိုမြင်လိုက်ရတဲ့အဲ့ဒီလူကတော့အကြီးအကျယ်ထိတ်လန့်သွားပါတော့တယ်